ရဲ့အမိုးပေါ်ကိုမိုးစက်တွေဖြောက်ဖြောက်နဲ့ကြွေကြညနေခင်းရဲ့ရာလန်းထက်မှာကြောင်းကပြန်လာတိုင်းအဖေနဲ့တူရှိနေခဲ့တဲ့အချိန်တွေကိုသားရှံပုံးမြတ်လွမ်းနေပါတယ်လေညနေခင်းဆိုငှက်ကလေးတွေအိတ်တန်းပြန်ကြပြီအိမ်နီးချင်းမိသားစုတွေထမင်းဝိုင်းလေးတွေပြင်နေကြတယ်ဒီချိန်ဆိုသားအိမ်ရှိကဒါလန်းလေးပေါ်မှာရက်ပြီးရွာထိန်လမ်းမကြီးစီကိုပဲငေးနေမိတယ်အမေတို့အဖေတို့ပြန်လာလေမလားဆိုပြီးငေးလို့လွမ်းရက်တွေရှိနေတာပေါ့တိုင်းတစ်ပါးမြေမှာပင်ပန်းရသမျှသားတွင်လို့တွေးမိတိုင်းမျက်ရည်ဝိုင်းလာတယ်ကယူဆိုင်မှုတွေဖေဖေရဲ့ချင်နာတဲ့ပွေဖက်မှုကိုတော့လိုချင်တာပေါ့အဖိုးဖွားစကားကိုနားထောင်ပြီးလိမ့်လိမ့်မမနေပါတယ်အဖေတို့အမေတို့ဂုဏ်ယူရမယ့်သားလေးဖြစ်အောင်နေပါတယ်သားရဲ့အလွမ်းတွေကိုလင်းရင်းလေးတွေနဲ့သက်ဆောင်ပြီးဖေဖေနဲ့မေတို့စင်နာကိုစွန့်လိုက်မယ်တော့သားတို့မိသားစုလေးပြန်ဆောင်ကြမယ့်ရက်ကိုရေတွက်ရင်လွမ်းနေပါမယ်ဖေနဲ့အမေကိုအသက်ထမ်းမကချစ်တဲ့